50ပေးပြီးတော့တန်ကောင်းဘယ်သူမှမတတ်တယ်မြတ်စွာဘုရားဟောတာတဲ့ခန္ဓာကိုယ်ကြီးဆိုတာတပြေးပြေးရောပါပြီတပြေးပြေးချိုးရွယ်လာပါပဲဒီလိုပဲအိုးမင်းကြီးရဲ့ဒုက္ခကိုခံရမှာပဲဒါဘယ်သူမှလုပ်လို့မရတယ်စရဒမောဘုရားမလုပ်ကိုင်းစရဒမောဘိစရဒတိတောငါမအိုးတဲ့သဘောရှိတယ်တနေ့ကျအိုးရအောင်ပါဒါပဲစဉ်းစားတကယ်အမှန်တရားပဲဒီလိုစဉ်းစားလိုက်တော့ပါကျိုးရှိတယ်တကယ်လည်းတွေ့ကြုံလာတဲ့စိတ်ဓာတ်မကြောက်အိုးတော့အိုးတဲ့စိတ်ဓာတ်မကြောက်ဒီလိုမစဉ်းစားလို့ရင်စိတ်ဓာတ်တွေကြောက်ဒီပရက်ချေဝဲကိုတတ်သေးတာတွေဖြစ်တာဟုတ်တယ်မလားဘုရားဗဒတွေမြမလူမျိုးတွေဘလောက်ကဲကဲတွေကြုံအပြုတ်မပြတ်နေကြတိုင်းကြဘာကြောင့်နှလုံးသွင်းမှန်ကန်လို့ပဲတကြတဲ့ကလူတွေတော့မခံနိုင်ဘူးကြလားမြတ်စွာဘုရားဟောတာကံဒီပရမတ်ဘောဓိတေကဒီကံနဲ့ဆိုတာဘယ်နှမျိုးရှိတယ်အဲ့ဒါဆိုဒီကံနဲ့ဆိုတာ၃မျိုးရှိတယ်သူများကိုလာဆဲလေဒီကံတာတကူယာတိဥဒုတံကိုလည်းသိကံနောက်တကူကယောဂဝေဒနာဖြစ်လာတဲ့သိကံညာလားသိကံနိုင်တဲ့အကျင့်အားဘုရားဘာသာတွေပါရှိတယ်ဒါကြောင့်မို့အပြုတ်မပြတ်နေနိုင်ကြတာမှန်လားပါအဲ့တော့မို့ဆိုရင်လူတွေဒုက္ခရောက်ကုန်ဟုတ်လားဘလောက်ဆိုဘာမှပြည့်နေတဲ့လူတွေအပြုံးမပြုံးနိုင်ငံသားတွေတကလာဘူးလေဘာမှပြည့်အလူတွေဒုက္ခတွေကြက်တဲ့တွေရှိတယ်ဘယ်လိုပြနေကြလို့လာတော့ဒီရောက်တဲ့အခါကျတော့လူတွေကြည့်တော့ဘာမှမဖြစ်သလိုနေကြအဲ့ဒါဘာကြောင့်တရားနှလုံးသွင်းတယ်လို့ပဲဒုက္ခဆိုတော့မလာဘူးမဟုတ်လားပါပဲဒုက္ခမှတစ်မျိုးရှိတယ်အများကာရတဲ့ဒုက္ခအတိကာရတဲ့ဒုက္ခဟုတ်တယ်မလားအခုပုံဆိုလေဒုက္ခပဲဒီဒုက္ခကိုမျိုးသိပ်တာပြီးတော့ရတဲ့အတန်လေးနဲ့တရားဟောပေးတယ်မှန်လားပါဗျာဒီတဲ့မှာကာကနာနေသေးတယ်ပေါ့တလောနေပြီးတော့သွားလိုက်တော့ကာနာလို့ဘာပဲဖြစ်ပေါ့ဖြစ်နေတာတကူအောင်ဤသိကပြီးတော့လှုပ်ရှားရှိတာတော့လှုပ်နေတာတပကလည်းစာရေးရှားရှိရေးနေတဲ့ပေါ့ဟုတ်တာဟိုတွေမြူပြောတာပေါ့ပေါ့ဒုက္ခဆိုတာခံရတဲ့အကြောင်းပြောတာတချို့ကတင်ကောင်းတင်မဲ့ပုံမလို့တော့ကြောင်ကြီးနဲ့စိတ်ကြနေတယ်လို့အောင်ပေးဘယ်ဟုတ်မလဲအခုမပြီးသေးတဲ့ဇာတ်တရားရေးနေတဲ့ပေါ့အဘိဓမ္မာကိုတဲ့ဇာတ်တွေကပုဂ္ဂလပြည့်တဲ့ဇာတ်ရဲ့အဖွဲတက္ကနာကိုဧကလိတ်လို့ပြန်နေတယ်ဧကလိတ်လို့ပြန်တာစိုက်ရှင်မျက်နှာလောက်ကြံနေတယ်လို့ပြီးတတ်ဖို့လို့အဲ့ဒါကာကဒီတဲ့နာနေသေးတယ်နာနေတော့လေအိပ်ပြီးတော့ရေးလိုက်တာဆိုတော့ကဘုရားဘာသာဖြစ်လာလို့ရှိရင်ဒါလေးကိုမတ်တာခေါ်တာကဘယ်ဟောတာနေတိုင်းနေ